24နှစ်ငယ်တဲ့အမျိုးသားကောင်လေးနဲ့ Facebook မှာဖူးစာဆောင်လက်ထပ်ခဲ့ပေမဲ့ခင်မုန်းကောင်လေးကဗီဇာမအောင်လို့80အရွယ်ဗြိတိန်သူမမကြီးကွယ်နေပါတယ်။ Facebook ပေါ်မှာဖူးစာဆောင်ပြီးသူမထ24နှစ်အထိငယ်တဲ့မော်ရိုကိုနိုင်ငံသားနဲ့လက်ထပ်ခဲ့တဲ့ဗြိတိန်အမျိုးသမီးကြီးဟာခင်မုန်းကောင်လေးကအင်္ဂလိပ်စာအရေးချင်းစစ်ဆေးမှု2ကြိမ်ကြာရှုံခဲ့တာကြောင့်ဗြိတိန်ဗီဇာငင်းပယ်ခံရလို့ယခုအချိန်ထိအတူတူမနေရသေးပဲဖြစ်နေရလို့ပါအင်္ဂလန်နိုင်ငံ Blackpool မြို့မှာနေထိုင်ပြီးလက်ရှိမှာအသက်80အရွယ်ရှိပြီဖြစ်တဲ့ Karen Agazev လို့ခေါ်တဲ့မမကြီးဟာ2015ခုနှစ်ဇူလိုင်လတုန်းက46နှစ်အရွယ်မော်ရိုကိုနိုင်ငံသား Brahim နဲ့ Facebook ပေါ်မှာဆုံပြီးစတင်ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ချစ်သူကောင်လေး Brahim ဟာမော်ရိုကိုနိုင်ငံခမီးဆက်မြို့မှာနေထိုင်သူဖြစ်တာကြောင့်သူတို့စုံတွဲဟာမိုင်ပေါင်း2000ကျော်ဝီးကွာနေကြပေမဲ့သူတို့ရဲ့နှလုံးသားနှဆုံကတော့ချက်ချင်းပင်အချစ်လျက်စီကူးပြီးနီးစပ်သွားခဲ့ကြပါတယ်။ချစ်သူကောင်လေး Brahim ဟာမမကြီး Karen ရဲ့အကြီးဆုံးသား Dominic ထက်9နှစ်သားအသက်ပိုကြီးသူလည်းဖြစ်ပါတယ်။သူတို့ရဲ့အချစ်ဇလတ်မှာအသက်ကွာခြားချက်ကကြီးမားလွန်းတာကြောင့်ပဝန်းကျင်ကဒီအမျိုးသားကပတ်စံလိုချင်လို့ဒါမှမဟုတ်နိုင်ငံသားရချင်လို့ဒီဘွားတော်ကိုကတ်တာလို့ဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့မမကြီး Karen ကတော့ဒီဝေဖန်မှုတွေကိုဂရုမစိုက်ပဲ2016ခုနှစ်မှာမော်ရိုကိုသို့အရောက်သွားကကောင်လေး Brahim နဲ့လူချင်းစတွေ့ခဲ့ပြီး2019ခုနှစ်မှာတော့သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာလက်ထပ်ပြီးပေမဲ့ယခုအချိန်ထိဗြိတိန်မှာအတူတူမနေနိုင်သေးပဲဖြစ်နေပါတယ်။အဓိကအကြောင်းရင်းမှာ Britain Spouse Visa အတွက်လိုအပ်တဲ့အင်္ဂလိပ်စာအရေးချင်းစစ်စာမေးပွဲကို Brahim က2ကြိမ်ကြာရှုံခဲ့တာကြောင့်ဖြစ်ပါတယ်။အင်္ဂလိပ်စာညံ့ပေမဲ့အချစ်ရေးမှမခဲလဲသူမရဲ့ချစ်သူဟာစာရေးစာဖတ်ခက်ခဲတဲ့ယောဂ dyslexia ရှိနေလို့ယခုလိုကြာရှုံးရတာဖြစ်ကြောင်းနဲ့ဒီအခြေအနေကိုချွင်းချက်အနေနဲ့ခွင့်ပြုပေးဖို့ Karen က Britain ပြည်ထဲဝင်ကြီးဌာနကိုတောင်းဆိုထားပါတယ်။ကျမကအယုံလွယ်တဲ့ဦးချောင်းကြောင့်မိမမဟုတ်ပါဘူး။ Brahim ကအလုပ်လုပ်ချင်တယ်ကျမကိုစောင့်ရှောက်ချင်တယ်ကျမမှလည်းကိုခင်မနဲ့အတူနေထိုင်ခွင့်ရှိတင်တယ်လို့အငင်းတက်တယောက်ဖြစ်တဲ့ Karen ကပြောပါတယ်။လက်ရှိမှာ Karen ဟာနာထာရီအဆုပ်ယောဂ COPD ကိုခံစားနေရတာကြောင့်သူမရဲ့ကျန်းမာရေးအတွက်ခင်မွန်းဖြစ်သူကိုဘေးနားမှာအမြန်ဆုံးရှိစေချင်နေတာလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးဟာလူချင်းမတွေ့ရတာ9နှစ်ကျော်ရှိနေပြီးဗီဇာကိစ္စတွေကြောင့် Brahim ကလည်းကိုယုံကြည်မှုတွေပျောက်ဆုံးနေရပါတယ်။ကျွန်တော်လမ်းပြောင်းနေတယ်အရန်အထီးချမ်းနေရပါတယ်။သူမကိုလွမ်းတယ်လို့သူမဘေးမှာပဲရှိကြပါတော့တယ်။ကျွန်တော်တို့မတွေ့ရတာ9နှစ်ကျော်ပြီဒါကတကယ်ကိုခက်ခဲလွန်ပါတယ်ကျွန်တော်ဘဝရဲ့ကြမ်းရှိတဲ့အချိန်တွေကိုသူမနဲ့အတင်းတူပဲကုန်းဆုံးချင်ပါတယ်လို့ Brahim ကလည်းရင်ဖွင့်ထားပါတယ်လက်ရှိမှာတော့ Karen ဟာခင်မွန်းဖြစ်သူရဲ့ယောဂမှတ်တမ်းတွေကိုတင်ပြပြီးဗီဇာရဖို့ဆက်လက်စ조사နေစေဖြစ်ပါတယ်